Hello guys ဒီခါတော့ဒီတစ်ပတ်အတွင်းမှာပေါ့နော်အပြင်ထွက်ပြီးတော့ကျွန်မဘယ်လိုတောင်စားတောက်တွေတောင်းကျန်းထားလဲဆိုတာလေးကိုတစ်ပတ်တာအတွင်းအပြင်မှာစားထားသမျှလေးတွေကိုရိုက်ထားပါတယ်ဒီ vlog မှာ day 1မှာတော့ဘာမှမဟုတ်အိမ်နေရမနဲ့စောစောနိုးနေရောလေနိုးတောင်နိုးခန့်ဆိုပြီးတော့အဲ့ဒါရွှေကန်ကိုလက်ဖေးတိုင်တယောက်တည်းသွားတယ်သွားပြီးတော့အမဝန်တာအားရနဲ့ breakfast တွေစားနေရပါညာတော့အဖြစ်မနက်ဆိုစောစောမနိုးတတ်တော့ကွယ်နိုးလို့ရှိရင်အဲ့လို heavy စားတတ်တယ်ပြီးတော့အဲ့ဒါအိမ်ကပါဆယ်ဆွဲပြီးပြန်ရောဒီတူကြတော့ကျွန်မ coffee ဆိုင်ဝင်ထိုင်တာပေါ့နော်ဒီ coffee ဆိုင်လေးကလည်းမစိုးပါဘူးထိုင်လို့ကောင်းတယ်အထဲမှာတလားလူလဲရှင်းတယ်ဆိုင်လေးကလည်းချစ်စရာလေးသူ့ကိုအပြင်ကပဲဖြတ်သွားနေရတေးချာမထိုင်ဘူးအိမ်နေရတာဗာလဲဆိုတော့အစားတောင်းညံတာအချင်းမသွားခင် cheese cake ရမ်းစားခြင်းနေလို့ဆိုပြီးတော့အဲ့လိုမျိုးစားဝင်တောင်းညံတာအဲ့လိုမျိုးလှုပ်ချင်တာတွေရှောက်လုပ်တယ်ပေါ့နော်ဒါမဲ့လည်းလူပဲလေနော်စက်ရုံမှမဟုတ်တာအများတိုင်းအဲ့လိုမျိုးကြီးမနေနိုင်ဘူးလေစားချင်တာရှင်တော့စားလိုက်တာပဲအမချင်းစုလေးနဲ့ကျွန်မအမ cheese cake တွေကိုစားနေရပေါ့နော်အမစိတ်တွေကျဉ်းနေပြီးတော့လှုပ်ချင်တာလောက်ရအဲ့လိုမျိုးပဲအဲ့ရလက်တီလည်းမစိုးတောက်လို့ကောင်းတယ်နောက်တစ်ရက်ကျတော့အိန္ဒိယဆူရှီသွားစားတငယ်ချင်းတွေလေတကယ်ကအိန္ဒိယအဲ့ဒါတငယ်ချင်းတယောက်ရဲ့မင်္ဂလာဆောင်ပဲဒီလားမင်္ဂလာဆောင်ကအပြန်သွားတာဆူရှီသွားစားကြတာအဲ့လိုမျိုးပေါ့နော်ကျမတို့ရှည်လိုက်ရမှကျင်တတ်တယ်မင်္ဂလာဆောင်ကပြန်ပြီးဟိုသွားဒီသွားပြီးတော့ဘိုက်စားသွားဆိုတာဆူရှီသွားစားကြတာပါအဲ့ဒါတော့ပြီးတော့မင်းကလေးထုံးစံတိုင်းသိရမလားပြန်သွားတော့မှပြလာပြီလားတို့ကွက်လာပြီလားတို့စီရပြန်နေလားတို့တယောက်နဲ့တယောက်လို့မေးရသေးတယ်အလုပ်တွေကအိတ်စားပေါ့ဒီတော့လည်းပြောင်းသွားပြီအဲ့လိုပြီးတော့နောက်တစ်ရက်ကကြတော့ကျမပဇွန်နောင်ဘက်ကိုရောက်တာအဲ့လိုအလုပ်ကိစ္စလေးနဲ့ရောက်ပြီးတော့ဘာလို့မဟုတ်ဆိုင်လေးဆိုင်ထိုင်နေတာနဲ့အမပဇွန်နောင်မောင်ကြီးနဲ့လည်းနီးနေရတယ်လက်ဖေးဆိုင်ပဲထိုင်မယ်ဆိုပြီးတော့အဲရငယ်ကောင်နဲ့အမဝင်ထိုင်တာပေါ့နော်ပြီးတော့အမအဲ့သူစီကအဲ့စမူစာလေးတွေကတော့တော်တော်စားလို့ကောင်းတယ်ဒါမဲ့လေဘယ်တော့အမဆိုင်မှာနည်းနည်းဘိုက်စားပြီးဆိုရင်ရှမ်းခောက်ဆဲမှားပြီးဆိုအိမ်ကလည်းမှားစားကြည့်လိုက်တာ तू ကအဲ့မှာတော်လာကြည့်အောင်ဟိုဟာတွေစစ်တုံးမိတ်တွေအများကြီးထည့်တာတော်တော်စိတ်နှောက်ယှက်ဖြစ်ရပြီးတော့အနှစ်အရမ်းများသေးလားခရမ်းကျင်ဒီနှစ်တင်နေလေငံပြီးတော့စီလည်းများတယ်တိတ်မကြိုက်ဘူးဒီ fight ကတော့မြန်မာပလာတာဘက်ရောက်တော့အမှကြက်ကြော်ဆိုင်ဒီဇိုင်းတွေ့ရနဲ့အစ်တွေ့ရနဲ့ဝင်ထိုင်ပြီးတော့စားကြည့်ရပါတော့အဲ့လိုမျိုးစမ်းစားကြည့်ရခေါ်ရတာတော့ crunchy ဖြစ်တယ်စားဘူးနေတဲ့ကြက်ကြော်ရတာတော့မဟုတ်ကြက်သားဟင်းရတာနဲ့ကြက်ကာရီပြန်စကန်ရတော့ထားလို့ပါစီရတက်အားလုံးကြတော့ပါအချင်းဒီချင်းပြီနောက်ရက်ကြတော့အဲ့ဒါအိမ်နာကတဘာဝဆိုတဲ့ထိုင်းဆိုင်လေးမှာအိမ်နဲ့လေးသွားပြီးတော့ညတာမချက်ဘူးဆိုပြီးသွားစားကြတာအဲ့ဒါလေးအဲ့ဒါအိမ်နဲ့စားတော့ဘာမှတိတ်အများကြီးမရိုက်ထားဘူးဒီတိုင်းပဲတတိယလို့တစ်ဖြတ်တက်ကတ်လေးခဏပေါ့နော်ရိုက်ထားလိုက်တာညစာဒီတိုင်းနေစားတာပါပဲပုံမှန်ပဲသူကတော့စားနေကြဆိုင်ဆိုတော့စားလို့ကောင်းတယ်အဲ့ဆိုင်တော့ကြိုက်နောက် D7 ကြတော့မြောက်တကုံပဲရောက်ရင်လည်းအမှအဲ့လိုပဲအလုပ်ကိစ္စနဲ့ခဏစောင့်စရာရှိရောတန်းကျွင်မှာခဏဝင်ထိုင်လက်ဖေးလေးတောက်တယ်ပြီးတော့အစားပြီးဆိုပြီးပေါက်စီလေးစားတယ်ကျမရဲ့တပတ်တာအစားတောင်းညံမှုကဒီလောက်ပါပဲ